ချန်ကြီးရွှမ်းဟာငယ်စဉ်ကကြားဖူးခဲ့တဲ့နန်းတွင်းလျှို့ဝှက်ချက်ကိုမှတ်မိနေပြီးသူ့စိတ်ထဲမှာကြောက်စရာကောင်းတဲ့အကြံစီတစ်ခုစတင်အမြင့်တွယ်လာပါတယ်။လူချင်းဟဲကတကယ်ပဲပျောက်ဆုံးသွားတဲ့မင်းကြီးတော်စုံရံကြောက်ဖြစ်နေမလားဆိုတဲ့အတွေ့ကသူ့ကိုအိမ်မပြောနိုင်အောင်ဖြစ်စေခဲ့တယ်။ဒီအမှန်တရားနောက်ွယ်မှာပါလာမဲ့စီးစိမ်ဥစ္စာနဲ့အာဏာတွေကိုတွေးမိရင်ချန်ကြီးရွှမ်းရဲ့နှလုံးခုန်တန်တွေကထိမနိုင်သိမရမျက်စံလာပါတယ်။သူဟာချက်ချင်းပဲတကားပိတ်ပြီးစာတစောင်ရေးလိုက်ပါတော့တယ်။အဲ့ဒီစာထဲမှာလူချင်းဟဲရဲ့နောက်ကျောင်းနဲ့အထူးသဖြင့်ငကားပုံစံပို့တဲ့အကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်ပြီးတော့ဒီစာကိုသူ့ရဲ့ဦးလေးဖြစ်သူနန်းတွင်းအမတ်ကြီးဝန်ချီစီကိုအမြန်ချောပို့နဲ့ညာတွင်ချင်းပို့ဆောင်ခိုင်းလိုက်ပါတယ်10ရက်အကြာမှာတော့နန်းတော်ကနေအကြောင်းပြန်စာရောက်လာပါတယ်အမတ်ကြီးဝန်ချီကဒါဟာတော်ဝင်သွေးသားနဲ့ပတ်သက်နေလို့အလွန်အရေးကြီးတယ်ဘယ်သူမှအတိမပေးပဲလျှို့ဝှက်ထားပါလို့သတိပေးထားပါတယ်ပြီးတော့ပျောက်ဆုံးနေတဲ့မင်းကြီးတော်လေးရဲ့ခန္ဓာကိုယ်မှာထူးခြားတဲ့အမှတ်သားနှစ်ခုရှာပြီးတယ်လို့လည်းပြောပြထားပါတယ်အဲ့ဒါကတော့ညာဘက်ပခုံးပေါ်ကလာချမ်းပုံစံမွေးရပါမှတ်နဲ့ဘယ်ဘက်နာရွက်နောက်ကမှတ်နီလေးတစ်လုံးပဲဖြစ်ပါတယ်ချန်ကြီးရွှမ်းကိုဒီအချက်တွေဟုတ်မဟုတ်မသိမသာစစ်ဆေးခိုင်းလိုက်ပါတယ်အဲ့ဒီနှစ်ဆောင်ရသည်ကအတော်လေးအေးစိမ့်လာပါတယ်မြို့ပြင်ကရေပူစမ်းဟာမြို့သူမြို့သားတွေအတွက်အပန်းဖြေစရာနေရာတစ်ခုပေါ်ချန်ကြီးရွှမ်းဟာအကွက်စင်ပြီးချင်းယောင်ကိုကျေးဇူးဆက်ချင်းယောင်ဆောင်ကသူတို့နှစ်ယောက်လုံးကိုသူ့အိမ်တော်ကတီးတက်ရေပူစမ်းစီဖိတ်ခေါ်လိုက်ပါတယ်ချင်းဟဲကပထမတော့ညင်းပေမဲ့ချင်းယောင်ကမင်းလက်အလုပ်တွေအရန်ပင်ပန်းနေပြီပဲတွားပြီးအနားယူလိုက်ပါဦးလို့တိုက်တွန်းတာကြောင့်တွားဖို့သဘောတူလိုက်ပါတယ်ရေပူစမ်းကိုရောက်တဲ့အခါချန်ကြီးရွှမ်းကအစီခံမလေးတွေကိုအခိုင်းစီဖြစ်အနားမှာထားပေးထားပါတယ်ချင်းယောင်ကတော့တခုခုထူးဆန်းနေတာကိုရိပ်မိပြီးချင်းဟဲကိုတတိထားဖို့တတိပေးခဲ့တယ်ချင်းဟဲဟာလည်းတာမန်လူမဟုတ်တော့အစီခံမလေးတွေတိုးတိုးပေါ်နေတဲ့စကားတွေကိုကြားလိုက်ရပါတယ်တခင်လေးကသူ့ပခုံးနဲ့နားရွအနောက်ကအမှတ်သားတွေကိုကြည့်ခိုင်းလိုက်တာဆိုတာကိုသူသိသွားပါတယ်ဒါနဲ့ပဲချင်းဟဲဟာမတိမတာနဲ့သူ့ရဲ့အင်ဂျီရင်ဘက်ကိုဟားလိုက်တဲ့အခါညာဘက်ပခုံးပေါ်ကလက်ချမ်းပုံစံအမှတ်သားကိုအစီခံမလေးတွေမြင်သွားကြပါတယ်ညဘက်ရောက်တော့ဒီသတင်းကိုချန်ကြီးရွှမ်းသိသွားပြီးဒါဟာမင်းကြီးတော်လေးအစ်စ်ပဲလို့အတည်ပြုနိုင်သွားတဲ့အတွက်ဝမ်းသာအားရဖြစ်နေပါတယ်ဒါပေမဲ့ချန်ကြီးရွှမ်းရဲ့လှုပ်ရှားမှုတိုင်းကိုမွေးဖြူဖြစ်ဖန်ဆင်းထားတဲ့ချင်းယောင်ကအကုန်မြင်နေပါတယ်ချင်းယောင်ဟာပဲပြဖို့စီပြန်ရောက်တဲ့အခါချင်းဟဲကိုအကုန်ဖွင့်ပြောပြလိုက်ပါတယ်မိမိကိုယ်ကိုတော်ဝင်တွေးတာမှန်းသိလိုက်ရတဲ့ချင်းဟဲဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့မြင့်တက်သွားပါတော့တယ်ပန်းမတ်မှုမျိုးလေးမှာအေးချမ်းချမ်းနေထိုင်ခြင်းနဲ့သူ့ရဲ့ဘဝလေးကတော့အကြီးကျယ်ပြောင်းလဲတော့မှာပဲဖြစ်ပါတယ်ချင်းဟဲတယောက်စိတ်မသက်မသာဖြစ်နေတာကိုမြင်တော့ချင်းယောင်ကအနားကိုလာပြီးအလိုက်တတိပဲနှစ်သိမ့်ပေးရှာပါတယ်10ရက်အကြာမှာတော့နန်းတော်ကဆေးလွတ်လိုက်တဲ့စစ်တီတော်တွေဟာသူတို့နေထိုင်ရာမတ်မှုပွင့်ရွာလေးကိုစိုက်ညံ့ရောက်ရှိလာကြပါတယ်ခေါင်းဆောင်လာတဲ့အမတ်ကြီးကလူချင်းဟဲကိုအေဂရမင်းမြန်းနဲ့တွေ့ဆုံဖို့နန်းတော်ကိုအမြန်ဆုံးလိုက်ခဲ့ရမယ်လို့အမိန့်တော်ပြန်ကြားလိုက်ပါတယ်လူချင်းဟဲကရွာကိစ္စတွေကိုစီစဉ်ဖို့3ရက်အချိန်တောင်းခဲ့ပြီးအဲ့ဒီညမှာတော့ချင်းယောင်နဲ့အတူခြံထဲမှာစကားတွေအကြားကြီးပြောဖြစ်ခဲ့ကြတယ်ချင်းယောင်ကနန်းတော်ထဲမှာအနေရတွေများနိုင်ကြောင်းသတိပေးတဲ့အခါမှာတော့လူချင်းဟဲကသူ့အဖေလူဆရာကြီးမကွယ်လွန်ခင်ကပေးခဲ့တဲ့လှုပ်ဝက်အိတ်လေးကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီအိတ်ထဲမှာတော့ကြောက်လို့ရေးထွင်းထားတဲ့ကြောက်စိမ့်ပြတစ်ဝက်နဲ့အတူသူ့ရဲ့မွေးဖခင်ကိုယ်တိုင်ရေးသားခဲ့တဲ့ဒေသန်းစာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစာထဲမှာတော့သူ့ရဲ့တကယ်အမည်ရင်းဟာရန်ကြောက်ဖြစ်ပြီးအေဂရရဲ့တော်ဝင်သွေးသားစစ်စစ်ဖြစ်ကြောင်းရေးသားထားတာပါ။လွန်ခဲ့တဲ့19နှစ်ကနန်းတွင်းပုံကံမှုကြောင့်လူထုကြားထဲရောက်ရှိသွားခဲ့ရတာဖြစ်ပြီးလူဆရာကြီးကသူ့ကိုမွေးစားပြီးစောက်ရှောက်ခဲ့တာပါလူချင်းဟဲဟာသူ့ရဲ့ဘဝအမှန်ကိုသိလိုက်ရတဲ့အခါမှာတော့ဝမ်းနဲ့ကြေကွဲစွာနဲ့မျက်ရည်ကျခဲ့ရပါတော့တယ်။နန်းတော်ကိုသွားတဲ့လမ်းခီးမှာအမတ်ကြီးကလူချင်းဟဲကိုအလွန်ရင်ကျေးပြူငါစွာဆက်ဆံခဲ့ပေမဲ့နန်းတွင်းရတွေကိုတော့လုံးဝမဟခဲ့ပါဘူးလူချင်းဟဲဟာသူ့ရဲ့ထူးခြားတဲ့စွမ်းအားကိုအသုံးပြုပြီးညဘက်မှာစောင့်ကြနေတဲ့စစ်တီတွေရဲ့စကားကိုခိုးနှောက်ထောင်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့အခုလက်ရှိအင်းရှိဆန်မင်းသားဟာအပြင်းထန်ဖျားနာနေပြီးအစားထိုးဖို့အတွက်သူ့ကိုခေါ်လာတာဖြစ်ကြောင်းသိလိုက်ရပါတယ်သူဟာနန်းတွင်းတွေကအာနာလူပွဲတွေကြားမှာအတုံးချခံခုတုံးတစ်ခုဖြစ်သွားမှာကိုစိုးရိမ်ပြီးတပြင်းချမိပါတယ်နန်းတော်ကိုရောက်တဲ့အခါမှာတော့သူ့ကိုမြို့တော်အရှိဘက်ကလှပတဲ့အိမ်တော်တစ်ခုမှာတည်တက်နေထိုင်စေပါတယ်အမတ်ကြီးကသူ့ရဲ့အထောက်အထားတွေကိုအသေးချာစစ်ဆေးပြီးမှသာအေဂရနဲ့တွေ့ခွင့်ရမယ်လို့ပြောခဲ့ပါတယ်ချင်းဟဲဟာခြံထဲမှာထိုင်နေရင်တစ်ပင်ပေါ်ကကြီးကန်းတွေရဲ့စကားကိုနားထောင်မိရမှာတော့ကြောက်စိမ့်ပြနောက်တစ်ဝက်ဟာနန်းတော်တွေကတနေရာမှာရှိနေကြောင်းအရေးအမွတ်သိလိုက်ရပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့လူချင်းဟောဟာသူ့ရဲ့မွေးစားအဖေပြောခဲ့ပူတဲ့စကားတွေကိုပြန်တရိယာသွားပြီးစိတ်လှုပ်ရှားသွားခဲ့တယ်သူဟာအစီကံချုပ်ကြီးစီကိုတွားရောက်ပြီးသူ့ရဲ့ပျောက်ဆုံးနေတဲ့ရွှေဆွဲပြားလေးကိုပြန်ရှာပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်သူဟာဆွဲပြားရဲ့အသေးစိတ်အချက်လက်အားလုံးကိုလည်းအတိအကျပြောပြနိုင်ခဲ့တာကြောင့်အစီကံချုပ်ကြီးဟာအံ့အားသင့်သွားပြီး3ရက်ကြာမှာတော့သူပြောတဲ့အတိုင်းတကြတူညီတဲ့ရွှေဆွဲပြားလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်မကြခင်မှာပဲနန်းတွင်းဆွေတော်မျိုးတော်တွေနဲ့မတ်ကြီးတွေရှေ့မောက်မှာလူချင်းဟောဟာသူ့ရဲ့ကိုယ်ခန္ဓာပေါ်ကအမှတ်သားတွေကိုထုတ်ဖော်ပြသခဲ့ပါတယ်နန်းတွင်းမှတ်တမ်းတွေနဲ့တိတိကျကျတူညီနေတဲ့လာချမ်းပုံစံမျိုးရပါမှတ်နားနောက်ကမှတ်နီလေးကြောက်ဆိုတဲ့စာလုံးပါတယ်ကြောက်စင်းပြတစ်ချက်နဲ့အခုပြန်ရှာတွေ့ထားတဲ့ရွှေဆွဲပြားဒီထောက်ထားတွေအားလုံးကသူဟာတကယ်အေဂရမင်းကြီးရဲ့မြေတော်အစ်စ်ဖြစ်ကြောင်းသက်သေပြနေခဲ့ပါတယ်ဝမ်းသာအားရဖြစ်သွားတဲ့အေဂရမင်းကြီးဟာလူချင်းဟော်ကိုယုံဝံမင်းသားအဖြစ်ပွဲနေတက်ပယ်ပြီးအရှိနှန်းဆောင်မှာနေထိုင်ခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့လူချင်းဟော်ရဲ့ဖခင်ဖြစ်သူအင်ရှိဆန်မင်းသားကတော့ဖျားနာနေတာကြောင့်ဒီခန္ဓာကိုမတက်ရောက်နိုင်ခဲ့ပါဘူးလူချင်းဟော်ဟာသူ့ဖခင်ကိုတွားရောက်ကာရဝပြုတဲ့အခါမှာတော့အိယာထဲမှာအာအင်ချီနေတဲ့ဖခင်ကိုတွေ့လိုက်ရပါတယ်အင်ရှိဆန်မင်းသားကလူချင်းဟော်ရဲလက်ကိုစုပ်ကန်ပြီးအာယူကသတိပေးစကားပြောခဲ့ပါတယ်နန်းမျိုးတော်ဟာအလွန်အန္တရာယ်များတဲ့တတိယဦးလေးကိုအထူးသတိထားပါလို့ဆိုပြီးချောင်းတွေပြင်းပြင်းထန်ထန်ဆိုးလာခဲ့ပါတယ်အဲ့ဒီညမှာတော့လူချင်းဟော်ဟာအရှိနှန်းဆောင်မှာတယောက်တည်းအတွေးများနေခဲ့တဲ့အဲ့ဒီအချိန်မှာပဲချင်းရောင်ရဲ့အတန်ဟာစိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းအားကတဆင့်သူ့စီရောက်လာပါတယ်ချင်းရောင်ဟာလူချင်းဟော်ကိုစိတ်မချတာကြောင့်မြို့ပြင်ကဘိုင်ယုံဖုန်းကြီးကျောင်းကိုရောက်နေပြီဖြစ်ကြောင်းနဲ့နန်းတွင်းတွေကငှက်တွေစီကတဆင့်တစုံတစ်ယောက်ကသူ့ကိုလှုပ်ကြံဖို့ကြံစီနေတာကိုသိလိုက်ရကြောင်းသတိပေးခဲ့ပါတယ်ချင်းရောင်ကလူချင်းဟော်ကိုကျင်နာစွာနဲ့သတိပေးခဲ့ပြန်တယ်ဒီလောကမှာနားလည်ဖို့အခက်အခဲဆုံးကငှက်တွေရဲ့အတန်မဟုတ်ဘူးနန်းတွင်းထဲမှာအလွှာလိုက်ဖုံးကွယ်ထားတဲ့လူတွေရဲ့စိတ်နေစိတ်ထားပဲတဲ့လူချင်းဟော်ဟာဒါကိုသဘောပေါက်သွားပြီးတတိယဦးလေးရဲ့အကြောင်းကိုတိတ်တဆိတ်စုံစမ်းပေးဖို့ချင်းရောင်ကိုအကူအညီတောင်းလိုက်ပါတယ်တကယ်တော့တတိယမင်းသားဟာနန်းတွင်းမှာအာဏာရှိဆုံးသူဖြစ်နေပြီးအင်ရှိဆန်မင်းသားကြီးနာမကျန်းဖြစ်ချိန်ကစလို့သူ့ရဲ့အင်အားစုတွေကိုစုစည်းကအင်ရှိဆန်နေရာကိုမျက်စိကျနေခဲ့သူဖြစ်နေပါတော့တယ်ချင်းရောင်ဟာနန်းမြို့တော်ထဲကိုတိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့တတိယမင်းသားကျင်းဝမ်ရဲ့နောက်ကျောင်းနဲ့လှုပ်ဝက်ချက်တွေကိုစုံစမ်းဖို့ပါ။ဒီကျင်းဝမ်ဟာနန်းတွင်းရဲ့စစ်အင်အားကိုလက်ဝါးကြီးအုပ်ထားတဲ့ဩဇာရှိဆုံးမင်းသားတစ်ပါးဖြစ်တယ်လို့အရှိဆန်မင်းသားကြီးနာမကျန်းဖြစ်ချိန်ကစပြီးနန်းပလင်ကိုတိမ့်ပိုက်ဖို့အကွက်ချနေသူလည်းဖြစ်ပါတယ်။၃ရက်ကြာမှာတော့ချင်းရောင်ဟာစိတ်ချင်းဆက်သွယ်တဲ့စွမ်းအားနဲ့လူချင်းဟော်ကိုတတိပေးချက်တစ်ခုပို့လိုက်ပါတယ်။ကျင်းဝမ်ဟာလူချင်း
အဟော်ကိုတက်ဖို့အစီအစဉ်တစ်ခုချထားတာပါပထမတစ်ခုကတော့ဒီညမှာပဲလူသက်သမားကိုအရှိနှန်းဆောင်နဲ့လွတ်ပြီးလူချင်းဟော်ရဲ့လက်ဖက်ရည်ခွက်ထဲအစိတ်ခတ်ဖို့ပါပဲဒုတိယအစီအစဉ်ကတော့အဲ့ဒီအစီအစဉ်မအောင်မြင်ခဲ့ရင်နောက်တစ်နေ့တော်ဝင်အမဲလိုက်ပွဲမှာလူချင်းဟော်ရဲ့မြင်းကုန်းကြီးအောက်မှာအတွေ့ကိုဝတ်ထားပြီးမြင်းကိုလက်အောင်လုပ်ကနန်းတွင်းလုပ်ကြံမှုဖန်တီးဖို့ပါပဲလူချင်းဟော်ဟာဒါကိုကြိုတိထားတဲ့အတွက်ချင်းရောက်ပေးထားတဲ့အစိတ်ဖြည့်ဆေးကိုကြိုတောက်ထားပြီးလူသက်သမားရှိမှာပဲအစိတ်ပါတဲ့လက်ဖက်ရည်ကိုတိတိကျဒီနဲ့တောက်ပြခဲ့ပါတယ်နောက်တစ်နေ့အမဲလိုက်ပွဲမှာလည်းမြင်းဟာနာကျင်မှုကြောင့်ရုတ်တရက်ရုန်းကန်ခဲ့ပေမဲ့လူချင်းဟော်ကတော့သူ့ရဲ့ထူးခြားတဲ့စွမ်းအားနဲ့မြင်းကိုအေးအေးဆေးဆေးပဲထိန်းချောင်းပြခဲ့ပါတယ်ဒီမြင်ကွင်းကိုဧကရမင်းကြီးကမြင်သွားပြီးလူချင်းဟော်ရဲ့အရေးချင်းကိုအလွန်သဘောကျသွားခဲ့ပါတယ်အစီအစဉ်တွေအကုန်လုံးပျက်စီးသွားတဲ့ချင်းဝမ်ကတော့ဒေါသတကြီးနဲ့လူချင်းဟော်ရဲ့နောက်ကျောင်းကိုပို့ပြီးအသေးအတန်စုံစမ်းဖို့အမိတ်ပေးလိုက်ပါတော့တယ်ရက်သက်တစ်ပတ်အနေငယ်ကြာမှာတော့နန်းတွင်းထဲမှာသတင်းဆိုးတစ်ခုပြန့်နှံ့လာပါတယ်လူချင်းဟော်ရဲ့ဘေးကချင်းရောင်ဟာလူမဟုတ်ပဲနှစ်ပေါင်း1000ကျင့်ကြံထားတဲ့မွေဖြူမိစ္ဆာမဖြစ်တယ်ဆိုတဲ့ကောလာဟလပါဒါကိုအတည်ပြုဖို့ဧကရမင်းကြီးဟာချင်းရောင်ကိုနန်းတော်ထဲခေါ်ယူစစ်ဆေးခဲ့ပါတယ်အံ့ဩစရာကောင်းတာကချင်းရောင်ဟာမကြောက်မရွံ့ပဲသူမဟာတကယ်ပဲမွေဖြူတစ်ကောင်ဖြစ်ကြောင်းဝန်ခံလိုက်တာပါဒါပေမဲ့သူမဟာလူတွေကိုဒုက္ခပေးဖို့မဟုတ်ပဲလူချင်းဟော်ရဲ့အသက်သခင်ကျေးဇူးကိုဆက်ဖို့လာခဲ့တာဖြစ်ကျောင်းနဲ့တောင်ပိုင်းမြို့လေးမှာလူပေါင်းများစွာကိုစေကူတာပေးခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ဧကရမင်းကြီးကသူမကိုဖမ်းဆီးဖို့အမိန့်ပေးတော့မယ့်အချိန်မှာပဲလူချင်းဟော်ဟာလူထောက်ပြီးဝင်တားခဲ့ပါတယ်။သူဟာဂျင်းဝမ်ရဲ့လုပ်ကြံမှုတပ်တွေဖြစ်တဲ့အစိတ်တွေနဲ့အမဲလိုက်ပွဲကအထောက်အထားတွေကိုအားလုံးရှိမှထုတ်ပြလိုက်ပါတယ်။တပ်တွေကခိုင်လုံလွန်းလာကြောင်းဂျင်းဝမ်ဟာဘာမှမငြင်းနိုင်တော့ပဲသူ့ရဲ့မင်းသားဘွဲ့ကိုရုပ်သိမ်းခံလိုက်ရပြီးနန်းထုတ်ခံလိုက်ရပါတယ်။အရာအားလုံးပြီးဆုံးသွားတဲ့အခါမှာတော့ဧကရမင်းကြီးဟာလူချင်းဟော်ကိုတီးတန့်ခေါ်ယူပြီးမေးခွန်းထုတ်ပါတယ်မင်းမမင်းသားအစ်အမှန်တွေ့တာရှိနေပြီပဲဒီနန်းပလင်ကိုဆက်ခံဖို့စိတ်မကူကူလာတဲ့ဒါပေမဲ့လူချင်းဟော်ကတော့ခေါင်းကိုအေးစစ်စစ်ပဲခါရလိုက်ပါတယ်သူဟာနန်းတွင်းရဲ့အဆောင်ရောက်တွေထက်ချင်းရောက်တဲ့အတူတာမန်ဘဝမှာပဲအေးချမ်းချမ်းနေထိုင်လို့ကြောင်းတောင်းဆိုခဲ့ပါတယ်ဧကရမင်းကြီးဟာလူချင်းဟော်ရဲ့စိတ်ထားကိုလေးစားသွားပြီးသူ့ကိုကျန်းနံနေတဲ့အရာရှိဖြစ်ခန့်အပ်ကချင်းရောင်နဲ့အတူထွက်ခွာခွင့်ပေးလိုက်ပါတယ်။ဒါပေမဲ့လူချင်းဟော်မှာတောင်းဆိုချက်နှစ်ခုပဲရှိခဲ့ပါတယ်။တစ်ခုကချင်းရောင်ကိုသူ့အနားမှာအမြဲရှိခွင့်ပေးဖို့နဲ့နောက်တစ်ခုကတော့3နှစ်တာတာဝန်ထမ်းဆောင်ပြီးရင်သူတို့နှစ်ဦးကိုတောရွာလေးမှာအေးချမ်းချမ်းအနားယူခွင့်ပေးဖို့ပါပဲ။ဒီလိုနဲ့စောင်းဦးလေးပြည်တွေတက်ခတ်နေတဲ့နေ့တစ်နေ့မှာတော့လူချင်းဟော်နဲ့ချင်းရောင်တို့ဟာနန်းမြို့တော်ကြီးကိုကြတော့ခိုင်းပြီးမြင်းကိုစီနဲ့သူတို့ရဲ့ဇာတိမြေဖြစ်တဲ့မတ်မုံပွင့်မြို့လေးစီကိုပြန်လည်ထွက်ခွာလာခဲ့ပါတော့တယ်။မြို့လေးကိုပြန်ရောက်တဲ့အခါမှာတော့မြို့သူမြို့သားတွေဟာသူတို့ကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြပါတယ်။လူချင်းဟော်ဟာသူ့ရဲ့မူလလက်ဟောင်းလူပဲပြဆိုင်လေးကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးချင်းရောင်ကတော့မြို့သူမြို့သားတွေကိုစေကူတာပေးရင်ကုသိုလ်ယူခဲ့ပါတယ်သူတို့နှစ်ဦးဟာနန်းတွင်းရဲ့အဆောင်ရောင်တွေကိုဆွတ်လွတ်ခဲ့ပေမဲ့တဦးကိုတဦးဖိမကူညီရင်းအစ်စ်မှန်ပျော်ရွှင်မှုကိုရှာတွေ့ခဲ့ကြပါနှစ်ပေါင်းများစွာကြာတဲ့အထိမတ်မုံပွင့်တောင်အောက်ကအိမ်လေးထဲမှာဖြူစင်တဲ့ဝတ်စုံနဲ့လှပတဲ့ဇနီးမောင်နှံနှစ်ဦးအမြဲရှိနေတတ်တယ်လို့ဒေသခံတွေကပြောစမှတ်ပြုကြပါတယ်လူချင်းဟော်ရဲ့ပဲပြဆိုင်လေးဟာလည်းစီကားမြဲစီကားနေသေးပါပဲဒီဇလန်လေးဟာလူချင်းဟော်နဲ့ချင်းရောင်တို့ရဲ့ခံရတဲ့အချစ်နန်းတွင်းအာနာထက်စိတ်ချမ်းသာမှုကိုဦးစားပေးခဲ့တဲ့သူတို့ရဲ့ရွေးချယ်မှုတွေနဲ့အတူအဆုံးသတ်သွားခဲ့ပါပြီ